ခက်ပြက်ကြီးမှာကူးဆက်ယောဂါတစ်ခုလိုပြန့်နှံ့လာတဲ့ကြောင်းတွင်စီကံပြတ်မှုများအားလုံးပဲမင်္ဂလာပါ Audio ဘိုင်ကွီးစော် Channel ကနေကြိုဆိုလိုက်ပါတယ် Channel လေးကို Like and Subscribe မနှိပ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဒီနေ့ Grade 7 ခန်းကသိမ်းလာတာပါဒါနဲ့ Power Bank နဲ့ချိတ်ပြီးတတူးထိုးရတာတဲ့ကျောင်းပတ်ဝန်းကျင်အထိကူးဆက်လာတဲ့ယဉ်ကျေးမှုပါဒီနှစ်ပိုင်းတွေမှာကျောင်းတိုင်းကလေးတွေအုပ်စုဖွဲ့ရန်ဖြစ်ကြတယ်ဘယ်မတိုင်ခင်ရည်စားထားတယ်မိန်းကလေးချင်းယောက်ျားလေးချင်းချစ်သူထားတယ်ဒါတွေဖြစ်များလာတာက17နှစ်နဲ့16နှစ်အရွယ်ကလေးတွေမှာဖြစ်နေတာတွေ့ရပါတယ်အရေးခင်ကာလပြီးမှကျောင်းတိုင်းမှာဆရာလိုအပ်ချက်တွေများလာတယ်ကျောင်းသားအများစုဟာလည်းကျောင်းသားပြီးမှပြန်တက်ကြတာဖြစ်တဲ့အတွက်အသက်နဲ့အတန်းမညီမျှကြပါဘူးကျောင်းမနာပဲပုံမှန်တက်တဲ့ကလေးတွေနဲ့ကျောင်းသားထားတဲ့ကလေးတွေဟာအရွယ်စားမတူတဲ့အတွက်အနိုင်ကျင့်တာရန်လိုတာတွေရှိနေတာပါပဲအပြင်လောကမှာတစ်နှစ်ကနေ3နှစ်ထိနေခဲ့တဲ့ကလေးတွေဟာပြင်ပလောကရဲ့အတွေ့အကြုံများကိုသင်ယူပြီးဖြစ်လို့ထိန်းချောင်းရခက်ခဲတဲ့ကလေးတွေပါပဲဆရာမတွေနားမလဲတဲ့မကြားဘူးတဲ့စကားလုံးသစ်ဆန်းတွေအတွေ့အကြုံတွေကိုပါသင်ယူပြီးဖြစ်နေကြပါတယ်ဒီနှစ်ပိုင်းတွေမှာနှစ်ချိုကျောင်းသားတွေများလာတယ်ပိတ်ထားတဲ့ကျောင်းတွေများတော့ဖွင့်တဲ့ကျောင်းတွေမှာကျောင်းသားတွေရမ်းများလာတယ်တခန်းကိုကျောင်းသား40 50ကနေ80လောက်ထိရှိနေကြပါတယ်ဆရာမတယောက်ကကျောင်းသား90လုံးကိုအချိန်ပြည့်စောင့်ကြည့်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးကျမကတော့မိဘတွေကိုအမြဲပြောပါတယ်ကလေးတွေဟာမိဘတွေသိနေတာမြင်နေတာထက်ပိုပြီးအတက်ကောင်းတွေတက်နေပါတယ်သားသမီးတွေရဲ့ခြေနေမှန်ကိုသိကြရင်ဆရာမတွေနဲ့ဆွေးနွေးပါလို့ကျမဆိုလိုချင်တာကကျောင်းမှာပဲဖြစ်ဖြစ်ပြင်ပမှာပဲဖြစ်ဖြစ်ကလေးတွေရဲ့အရွယ်နဲ့မမျှစီကံပြတ်မှုတွေဟာခေတ်ကာလအခြေအနေတစ်ခုရာကူးဆက်ယောဂါတစ်ခုလိုဖြစ်နေတာပါဆရာဆရာမတွေကြီးပဲတာဝန်ရှိနေတာမဟုတ်ပါဘူးမိဘဆရာရက်ရွာအစိုးရအဖွဲ့တွေပူးပေါင်းပြီးကာကွယ်ထိန်းချောင်းမှသာလျှင်စိတ်သက်ကောင်းတဲ့မျိုးဆက်သစ်တစ်ခုကိုဖန်တီးနိုင်မှလိမ့်မယ်ဆိုပြီးရေးသားထားပါတယ်ဆက်တဲ့အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်ခံရတဲ့ကျောင်းသားလေးအကြောင်းကိုလည်းဖတ်ပြပေးလိုက်ပါတယ်အုပ်စုဖွဲ့ပြီးအနိုင်ကျင့်တာကျောင်းတိုင်းမှာရှိတယ်မနေ့ကဆိုငယ်ဆုံးမောင်10တန်းကျောင်းသားသူ့ခံရတာအစုတ်ထိဓာတ်ကဝင်သွားတယ်သူကလည်းအိမ်ကစူမှာကြောက်လို့စီးကြနေတာကိုမငိုပဲချိတ်ခံတော့မငိုတော့အဖျားအနာထိခိုက်မိတယ်ပဲထင်ကြတာပေါ့ရွာလဲရောက်ကောစေကန်းလဲချက်ချင်းမပို့ဖြစ်ဘူးတွေ့တွေများလာလို့ဆေးရုံတန်းသွားဖြစ်တော့ပုဂ္ဂလိကဆေးရုံမှာအမှုလဲမဖွင့်ပါဘူးတရားလဲမဆွဲပါဘူးခလေးကိုပဲအမြန်ကုပေးပါဆိုတော့ဆရာဝန်ကဖြစ်နိုင်ရင်ဆေးရုံကြီးပဲသွားပါလားအတော်ထိထားတာဆိုမှမျက်လုံးပြူးတာကံမကုံသေးတော့မန္တလေးဆေးရုံကြီးရောက်တန်းကူသားခွင့်ရတာသူ့ရှိမှာအခြားလူနာမရှိနေဘူးလေနံရိုးကိုဟပြီးမလိုတာတွေပိုက်နဲ့ထုတ်ဘာညာပေါ့ကလေးနေကောင်းသွားလို့ဖုံးဖွင့်ကြည့်တော့မှဓာတ်နဲ့ထိုးတဲ့ကလေးကစာပို့ထားတာမတည်သေးဘူးလားတဲ့အစကဘာမှမလုပ်တော့ဘူးထားမလို့ဒီလောက်ဇောင်းကြတာဆိုပြီးနှိမ့်တဲ့ခလုတ်တွေအကုန်နှိမ့်လိုက်တာရက်ွက်ရုံမှာမိဘနဲ့တကွအုပ်စုလိုက်ရံပွဲထဲပါတဲ့ကလေးတွေအကုန်ခေါ်ပေါ့သူတို့သားတွေဆုံးမခံရတော့ထိုးတဲ့ကလေးမိဘကသူသားအရိုက်ခံရလို့ငိုတယ်သူကိစ္စကိုတော့ပြန်ကာနီးဘာထပြောလဲဆိုတော့ခါတဲ့တေအောင်ထိုးရမှာတဲ့မိဘဖြစ်လာမှတိတ်ကြောက်တာအစိတ်တောက်တွေမွေးလို့မွေးကို့ဥမှကို့ဥဆိုပြီးအတ္တကြီးလို့ကြီးယောက်ျားလေးတွေငယ်စဉ်အခါမှာအဖော်မတ်တာကထုံးစံပဲចောင်းသားတွေရိုးရာကအရှိចောင်းနဲ့အနောက်ចောင်းချင်းပြီးရန်ဖြစ်ကြတာဓာတ်ထီတော့ဆိုင်ကယ်နဲ့အိမ်လာပို့သွားတယ်ဆေးရုံကြီးမှာမေ့သွားလို့ပါးရိုက်နှိုးရသေးတယ်တကယ်ဖြစ်တော့ဘယ်တငယ်ချင်းမှဘာမှထွက်ချက်ပေးတာဆေးရုံဆောင်တာဘာညာမရှိဘူးမိဘကပဲကုရတာတကယ်ဖြစ်လာရင်မိဘကပဲကိုယ့်ဘက်မှာရှိတာကိုနစ်နာတာကိုမိဘနစ်နာတာအသက်ကြီးလာမှသိတာပါပဲဒါပေမဲ့အတ္တတွေကိုတော့ကြောက်တယ်မောင်သမား2ယောက်နဲ့တင်မရောက်ဖူးတဲ့နေရာမရှိသလောက်စုံနေတော့နင်တို့ကိုငါမကယ်တော့ဘူးငါတာဝန်ကျေပြီးငါမွေးထားတာလည်းမဟုတ်ဘူးဆိုမှငြိမ်သွားတာ6လလောက်ရှိပြီကျောင်းကလည်းကောင်းရှာပါတယ်တခုခုဆိုတိတ်မေးမနေဘူးရဲခေါ်ဖမ်းတာပဲအတက်လဲတင်ပဲ့ပြင်ဆုံးမှာပေါ့ကိုကလေးဘက်မှာရှိနေရမှာမိဘတာဝန်မှန်ပါတယ်မဟုတ်တာတွေပါလိုက်ရှိပေးနေရင်မကန့်ကွက်ရင်အလိုတူအလိုပါပဲအချိန်ကြရင်ကိုပြန်ထောက်လာမဲ့ဓာပါပဲချစ်တာနဲ့နှစ်တာလေးခွဲခြားနိုင်ရင်ကိုအတော်လေးစင်ပြေနေပါပြီဆိုပြီးရေးတင်ထားပါတယ်ကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရစရာအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမဲ့ Audio ဘိုင်ကွီးစော်ပါ